Uwajiwe samyo no jewa. Nudini ne kakibara so sorry na wa. အားကောင်းမောင်းတန်ထားတဲ့ကရင်လူငယ်လေးတစ်ယောက်ဟာလူသူအရောက်ပေါက်နေတဲ့တောအုပ်ထဲမှာနေထိုင်ရင်းမိုးဆိုးအလုံးနဲ့အသက်မွေးဝမ်းကြောင်းပြုလေတယ်။တဲတလုံးကိုလည်းစောက်ထားပြီးတဲဘေးပတ်လည်မှာဆိုလဲအသီးရွက်သီးပင်စားပင်မျိုးစုံစိုက်ပျိုး၍လည်းနေပါတယ်။သားကောင်ကြီးရဖို့အတွက်တောထဲမှာနင်းစင်ထိုးပြီးတောဝက်ပစ်ချင်းနှစ်ပြစ်အလုပ်ကိုလုတ်ကင်စားတောက်ပြန်တယ်။တရက်မှာတော့တောထဲကိုမြင်းစည်းကလှည့်လည်သွားရင်မနီးမဝေးကစူညံတန်သူ့နားထဲရောက်လာတယ်။ကဲကောပုံမှန်မဟုတ်တဲ့အတန်ကြောင့်မြင်းပေါ်စင်းကတနေရာတွင်ခြိထားခဲ့လေတယ်။你等等。 အဲ့ဒါနဲ့တပြအဖွဲ့နဲ့တိုးပြီးတိုက်ခိုက်ကြရပြန်တယ်တပြအဖွဲ့သားများနဲ့တိုက်ခိုက်ရာတွင်လျင်မြန်ဖြစ်လန့်စွာတိုက်ကြရမှတပြအဖွဲ့ကများတော့သူကိုဝိုင်းထားရာကောင်လေးကအခြေအနေကိုသဘောပေါက်ပြီးမော်ပညာထုတ်သုံးရလေတော့တယ်တပြကောင်းဆောင်ကိုလည်းတိုက်ခိုက်အနိုင်ယူပြီးနောက်မင်းကလေးကိုမြင်းပေါ်တင်ကဘေးလွတ်ရာသို့ဖွဲ့သွားလေတော့သည်ကျော်ဝဲအိုလော်ဒူနတိတဲ့လော်ဒေးမှု ဘာနောမီပါဒေးမှုအိုသေးလော နကောဟာယာလဲနာတဝောကတိဟာ သေးလောနာတိရပါဝီကဲပါပါမာတေတီကျော်စောချလော်လဲကိုနော်ဖောဝါကအိမ်လဲခေါ်ရာရောက်ရောက်ချင်းပဲနော်ဖောဝါအဖေကပညာဆဆန်းပါတော့တယ်စောချလော်လဲကခေသူတော့မဟုတ်ပါဘူးချက်ချင်းပဲပွက်ပွက်ဆူနေတဲ့ရေနွေးတအိုးကိုယူကာဘူးစိတ်ကျဲထားတဲ့နေရာကိုလောင်းလိုက်တာနဲ့ဘူးတီးဘူးညွန့်တွေထွက်လာပါတော့တယ်နော်ဖောဝါအဖေကမကျေနပ်သေးပဲနော်ဖောဝါယူလာတဲ့ထမင်းပန်ကန်ကိုပိုးကောင်အဖြစ်သို့မော်ပညာနဲ့ပြောင်းလိုက်ပြန်တဲ့စောချလော်လဲကဘာမှပေပဲပိုးကောင်များကိုထမင်းဖြစ်သူအေးဆေးစွာဖြည့်ရှင်းလိုက်ပါတယ်နော်ဖောဝါကစိတ်ဝမ်းသာနေမိတယ်နော်ဖောဝါအဖေကတော့သူ့သမီးရဲ့လက်တွဲဖော်ဖြစ်ထိုက်ပါပြီဆိုတဲ့အမူအရာနဲ့ပြုံးပြုံးလေးအိမ်ဘောကိုတက်သွားပါတော့တယ်နော်ဖောဝါတို့မင်္ဂလာဆောင်တော်မယ်လို့ကြားတဲ့ဓာပြခေါင်းဆောင်ကနော်ဖောဝါနဲ့မင်္ဂလာဆောင်ရင်ငါနဲ့ထိတ်တိုက်ရင်ဆိုင်ရလိမ့်မယ်လို့သတိပေးခဲ့တယ်စောချလော်လဲကဒါကိုဂယုမဆိုင်ပဲမင်္ဂလာဆောင်ခဲ့တယ်ဒီတော့တပြကောင်းဆောင်ကသူနဲ့တိုက်ခိုက်ဖို့တပြစ်တယောက်ကိုဆေလွတ်ပြီးစိန်ခေါ်ပြောခိုင်းလိုက်ပါတယ်ဒီတော့စောချလော်လဲနဲ့တပြကောင်းဆောင်တို့အကြီးအကျယ်ရှင်ပြိုင်နေကြပါတယ်မြေပြင်တက်လက်စီးချင်းတဖုံတိုက်ခိုက်ကြရာဓာပြဖို့အရေးနေခဲ့ရပါတယ်အားပေးကြည့်ရှုသူတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်Plateau, you're not cool.